မင်္ဂလာပါခင်ဗျာနေကောင်းပါရဲ့လားခင်ဗျာဒါကတော့မန်ချက်စတာယူနိုက်တက်အသင်းကိုအောက်ဆုံးအဆင့်ကနေကမ္ဘာထိပ်သီးဆင်းရောက်အောင်ဆာအီလက်ဖာဂူဆန်ကဘယ်လိုကြောက်ပြင်းနှိပ်ပြုပြင်ပြောင်းလဲခဲ့လဲဆိုတဲ့တင်ဆက်မှုပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ပြောပြသွားမှာကတော့ဘောလုံးလောကရဲ့တမိုင်းစာမျက်နှာကိုပြောင်းလဲပစ်ခဲ့တဲ့လူတစ်ယောက်အကြောင်းပါသူကမန်ချက်စတာမြို့ရဲ့အနီရောင်အပိုင်းကိုနှစ်ပေါင်း26နှစ်ကြာစိုးမိုးခဲ့တယ်လို့အရှုံးဆိုတာကိုအဘိဓာန်ထဲမှာထည့်မထားတဲ့ပုံကိုယ်တူပါဟုတ်ပါတယ်သူကတော့ဆာအီလက်ဖာဂူဆန်ပါပဲဒီနေ့မှာတော့ကျွန်တော်တို့ United ပြည်သက်တွေရဲ့ကယ်တင်ရှင်လို့တင်စားရတဲ့ဆာအီလက်ဖာဂူဆန်ရဲ့စိတ်လှုပ်ရှားပွဲအလှည့်ပြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်1986ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာတော့စကော့တလန်ကလပ်ဘာဒင်းကိုအောင်မြင်မှုတွေပေးခဲ့တဲ့ဆာအီလက်ဖာဂူဆန်ဘရွန်အကင်ဆန်ရဲ့နေရာမှာအစားထိုးဖို့အတွက်ရောက်ရှိလာခဲ့ပါတယ်စကော့တလန်သားကြီးဖာဂူဆန်အိုထရာဖို့ကိုစရောက်တော့အသင်းကအန်းစင်းဆုံးနားမှာပါအဲဒီတုန်းက United ကစားသမားတွေကဘောလုံးထက်အရက်ကိုပို့ခင်နေကြတဲ့အချိန်ပေါ့အဓိကကစားသမားတွေဟာအလွန်အကျွံတောက်စားမှုရနေတဲ့တွင်းကြီးကချာထဲမှာနစ်မုန်းနေတာကိုတွေ့ခဲ့ရပါတယ်။ဖာဂူဆန်ကစီကန်းကိုတမဏိလို့ကင်တွယ်ခဲ့ပါတယ်။သူကြောက်ရှိချိန်မှာပထမဆုံးဆုံးဖြတ်ချက်အနေနဲ့ဖာဂူဆန်ဟာကစားသမားတွေကြောက်ရွံ့စိမ်မဲ့စီကန်းတက်တွေကိုချမှတ်ခဲ့ပြီးအသင်းရဲ့လူငယ်စနစ် Youth Academy ကိုအမြင့်ကနေပြန်လည်တည်ဆောက်ဖို့ချက်ချင်းညွှန်ကြားခဲ့ပါတယ်။ဟုတ်ကဲ့ပါအသင်းကိုဟဲဒွိုင်ယာကြီးရောက်ရှိလာခဲ့ပါပြီဗျာ။အပြောင်းလဲတစ်ခုဟာချက်ချင်းအသိပွင့်မရခဲ့ပါဘူး။ဖာဂူဆန်အသင်းကိုအဆင့်7အဆင့်2နဲ့အဆင့်7စသဖြင့်ရလက်တွေတက်လိုက်ကြလက်နဲ့ဖြတ်တန်းခဲ့ရပါတယ်။စွန့်စားရတာတွေကတော့ဖာဂူဆန်ဟာပြည်သက်တွေချစ်တဲ့ကစားသမားတွေကိုတော့စီကံမလိုက်နိုင်ရင်ထုတ်ပယ်ဖို့ဝင်မလေးခဲ့ပါဘူး။ Brian McLean နဲ့ Steve Bruce တို့လိုကစားသမားတွေကိုခေါ်ယူပြီးအသင်းရဲ့ကြောရိုးကိုစတင်တည်ဆောက်ခဲ့ပါတယ်။1989ခုနှစ်မှာတော့အသင်းရဲ့ရလက်တွေဆိုးရွားလွန်းတာကြောင့် Old Trafford ကွင်းမှာ3 years of excuse and it is day crap တာရာဖာကီ3နှစ်လုံးစင်ကြေတွေပဲပေးနေတယ်ထွက်သွားတော့ဖာဂူဆန်ဆိုတဲ့စာတန်းတွေတော့ချိတ်ဆွဲခံခဲ့ရပါတယ်1990ပြည့်နှစ်ဇန်နဝါရီလမှာတော့ဖာဂူဆန်ဟာထုတ်ပယ်ခံရဖို့တပ်တလုံးအလို့ကိုရောက်ရှိလာခဲ့ပါတယ် FA ကတတိယအဆင့်မှာနော်တင်ဟမ်ဖော်ရက်နဲ့ကန်ရတဲ့ပွဲဟာဖာဂူဆန်ရဲ့နောက်ဆုံးပွဲဖြစ်လာမယ်လို့လူတိုင်းကထင်ကြေးပေးခဲ့ကြပါတယ်ဒါပေမဲ့လူငယ်ကစားသမား Mark Robins တွင်းယူခဲ့တဲ့အနိုင်ကိုဟာဖာဂူဆန်ကိုရာထူးမှဆက်ရှိစေခဲ့ရုံနဲ့မကပဲအသင်းရဲ့ကံကြမ္မာကိုပါပြောင်းလဲပြစ်နိုင်ခဲ့ပါတယ်အဲဒီနေ့ FA ကဗိုလ်လုပွဲမှာ Crystal Palace ကိုအနိုင်ယူပြီးဖာဂူဆန်ဟာ United နီးပြဖို့ပထမဆုံးဆုဖလားကိုကင်မြောက်နိုင်ခဲ့ပါတယ်1990 FA ကဖလားဟာ United အတွက်အောင်မြင်မှုအလှည့်ပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်1992ခုနှစ်မှာ Cup Winner Cup ဗိုလ်လုပွဲမှာဘာစီလိုနာကိုအနိုင်ယူပြီးဥရောပစင်မြင့်မှာအောင်မြင်မှုကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်ကဲ Empire စတင်ပါပြီဒီအောင်မြင်မှုတွေဟာနောက်ပိုင်းမှာဖြစ်လာမဲ့26နှစ်တာဖာဂူဆန်ခေတ်ရဲ့အစအဦးဖြစ်ပြီးအင်္ဂလန်လိဂ်ကိုစိုးမိုးပဲအင်ပါယာကြီးရဲ့အခြေခံအုပ်မြစ်ပဲဖြစ်ပါတယ်1992မှာ Eric Cantona ဆိုတဲ့ဘီရင်တစ်ပါးကိုခေါ်လိုက်တာဟာ United အတွက်လောင်းကျိတ်တွေကိုခဲခွာစေခဲ့ပါတယ်16နှစ်ကြာစောင့်ခဲ့ရတဲ့အမှတ်ပေးဖလားကိုလည်းရယူပေးနိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့ကဘာကျော်သွားတဲ့ Class of 92လူငယ်လေးတွေဖြစ်တဲ့ဘက်ကန်ရဲ့စကိုတို့ရောက်လာခဲ့ကြပါတယ်ကလေးတွေနဲ့ဘာဖလားမှမရနိုင်ဘူးဆိုတဲ့ဝေဖန်သူတွေကိုဖာဂူဆန်ကဝင်းထဲမှာပဲလက်တွေ့အဖြစ်ပေးခဲ့ပါတယ်ဘောလုံးလောကရဲ့အကောင်းဆုံးညကိုပြောပါဆိုရင်1999မေလ26ဘာစီလိုနာကညကိုပဲညွှန်ပြရမှာပါ။ဘိုင်ယန်မြူးနစ်ကိုရှုံးနေရင်ပွဲပြီးကနီးနာကျင်ခြေပုံမှာတွင်းခဲ့တဲ့ဂိုးနှစ်ခုဖာဂူဆန်ရဲ့မယုံနိုင်စရာထရီပဲအောင်မြင်မှုပေါ့။ Football bloody hell လို့သူပြောခဲ့တဲ့စကားကအခုဒီနားထဲမှာဝဲနေတော့မှာပဲ။အဲဒီနောက်မှာတော့သူဟာအာဆင်ဝင်းကရဲ့အာဆင်နယ်မော်ရင်ဟိုရဲ့ချက်စီတို့နဲ့အပြိုင်ဆိုင်အားပြိုင်ရင် United ကိုထိတ်ဆုံးမှာဆက်ထားနိုင်ခဲ့ပါတယ်။ခေတ်တွေပြောင်းသွားပေမဲ့ဖာဂူဆန်ကတော့မပြောင်းလဲပါဘူး။စီရိုနယ်ဒိုနဲ့ဝိန်းရိုနီတို့ကိုမွေးထုတ်ပြီး2008မှာချန်ပီယံလိဖလားကိုထပ်ယူပေးခဲ့ပြန်ပါတယ်။သူရဲ့အကြီးမားဆုံးဂုဏ်ယူမှုကတော့လီဗာပူးရဲ့စံချိန်ကိုကျော်ဖြတ်ပြီးမှတ်ပေးဖလား20ချိန်မြောက်ကိုရယူပေးခဲ့တာပါ။2013ခုနှစ်မေလ19ရက်နေ့မှာတော့ဖာဂူဆန်ဟာမျက်ရည်တွေကွန်ပျူတာမှုတွေနဲ့အတူ Old Trafford ကိုနှုတ်ဆက်သွားခဲ့ပါတယ်။ဟုတ်ကဲ့ဖာဂူဆန်ကြောင့်ပြောရင်သူ့ရဲ့ hair dryer treatment ကြောင့်မပါလို့မရပါဘူး။စူပူချိန်မောင်းလို့ကစားသမားတွေရဲ့မျက်နှာနာအထိလေပူတွေထွက်လာလို့ခံစားရတာကိုဆွဲပြုတ်ပြီးခေါ်ကြတာပါဒီအကြောင်းကိုတော့နောက်ထပ်ဗီဒီယိုတစ်ခုနဲ့ထပ်ပြောပြပါမယ်ဒီကုန်းချုပ်အနေနဲ့ဖာဂူဆန်ရဲ့ပထမဆုံး၄နှစ်တာဟာတိခံခြင်းစီကန်းရှိခြင်းနဲ့ရေရှည်မျှော်မှန်းချက်တွေဘယ်လောက်အရေးကြီးလဲဆိုတာကိုသက်သေပြခဲ့ပါတယ်ဒီနေ့ United ရဲ့ခန်းနားမှုတွေဟာအဲ့ဒီခက်ခဲတဲ့နှစ်ကာလတွေကနေစတင်ခဲ့တာဖြစ်ပါတယ်ဆာအီလက်ဖာဂူဆန်မရှိတော့တဲ့နောက် United ဟာအရင်လိုမဟုတ်တော့တာအားလုံးအသိပါသူကနီးပြတယောက်တည်းမကပဲအသင်းရဲ့အသက်ဝိညာဉ်လည်းဖြစ်ခဲ့ပါတယ်သူရဲ့ဖာဂီတိုင်းတွေဝင်ပေးမှဒေါသကြီးစားနေတဲ့ PK တွေဒါတွေအားလုံးဟာ
ဘောလုံးပိတ်သက်တွေအတွက်တော့မေးနိုင်စရာမရှိတဲ့အမှတ်တရတွေပါပဲ။ issue ပေးခဲ့ကြတဲ့အတွက်ကျေးဇူးပါခင်ဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။အဲ့ဒါ